Hello ပဲမင်္ဂလာပါဒီနေ့မှာကတော့မြန်မာမာလေးရဲ့ဒီနေ့ကြားပါထူလေးပဲဖြစ်ပါရှင်ဗီဒီယိုလေးကိုမစခင်မှာဗီဒီယိုလေးကို like and subscribe လုပ်ပေးသွားဖို့လည်းမမေ့ပါနဲ့ကဲဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ဟာဟင်းလေးကတော့ရနေပါပြီဟာကဲဆိုတော့ငါအခုအုပ်ထားလိုက်အောင်မယ်ကဲအုပ်လို့လည်းပြီးသွားပြီဆိုတော့ငါတပြက်စီးသွားလဲလိုက်အောင်မယ်တပြက်စီးလှည့်ရမယ်တပြက်စီးလှည့်ရမယ်Da da 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 daကဲလှဲလို့လည်းပြီးပြီအိမ်တစ်အိမ်လုံးလည်းပြောင်းပြီဆိုတော့ငါပြန်ထားလိုက်တော့မယ်ဒါလေးကိုမပြီးသေးဘူးဟာဒီအိမ်ခေါမိုးရှင်းအောင်မယ်ဒီနေ့ရတူပြန်လဲလို့ချီတာ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 တူ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 ဟုတ်ပြီဒါလေးတုပ်ပြီးသွားပြီဆိုတော့ငါပြန်ပြီးတော့ထပ်ထားလိုက်တော့မယ်တော်တော်စိတ်တကားပွင့်နေနော်ကဲဆိုတော့ဒီမှာငါထားလိုက်တော့မယ်ကဲအဝတ်တီလျှော်ရမယ်အဝတ်တီလျှော်ရမယ်အဝတ်တီအရင်မများပါဘူးငါတယောက်တည်းပဲနေရဆိုတော့ငါလည်းအများကြီးမဝတ်ပါဘူး2ထည့်3ထည့်လောက်ပဲရှိတာ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 ကဲအဝတ်တွေလည်းလျှော်ပြီးသွားပြီဆိုတော့အဝတ်ချင်းနောက်လေးထည့်ရမယ်ကဲထည့်ပြီးသွားပြီဆိုတော့နေငါဟိုနောက်ဖေးမှာတော့လှမ်းလာအောင်မယ်တာတာဟူးကဲအဝတ်တွေလည်းလှမ်းပြီးသွားပြီဆိုတော့ငါအိမ်ကိုပြန်တော့မယ်အိမ်ထဲကိုပြန်ဝင်တော့မယ်သူကကျောင်းကျူရှင်ဆရာမလေးပါကျောင်းမှာတော့မတင်ဘူးပေါ့နော်ကျူရှင်မှာပဲတင်ကျူရှင်ပဲတင်ပါလေသူကဒါပေမဲ့သူတင်တာအရန်ကောင်းပါတယ်ကဲဒါဆိုလို့ရှိရင်ဘယ်နာရီထိုးလဲဟာ12နာရီတော့ထိုးသွားပြီပဲကဲဒါဆိုလို့ရှိရင်ကနေလေစားတော့မယ်ဒီကနေခုခတ်ပြီးတော့တူ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 ကဲပကံတော့ယူပါပြီဟူးဒီမှာထိုင်စားတော့မယ်ကောင်းလိုက်တာဟာငါလည်းရပြီငါပြန်ကြိုက်ကောင်းနေစားပြီးတော့အခါမှာငါစားလို့ပြီးပြီဆိုတော့ပကံစီးလာဟူးပကံစီးနေပကံလေးစီးပြီးသွားပြီဆိုတော့ဒီမှာပြန်ထားလိုက်တော့မယ်ကဲရပြီငါလည်းမောသွားပြီဆိုတော့တရေတမောလောက်သွားအိတ်လိုက်အောင်မင်းဟူးနေကင်းပိုင်လေး Oh my god ဒီလိုနဲ့ပဲအိတ်လို့ပြီးတော့တနားကြီးကြာတဲ့ခါမှာဟာ2နာရီအောင်ထိုးပြီပဲကဲဒါဆိုလို့ရှိရင်ရေချိုးလာအောင်မယ်ရေချိုးပြီးတော့အဝတ်စားလေးသူကကလေးတွေကိုပေါ့နော်စာတင်ပါရဲ့ KG တန်းနေတော့မဟုတ်ပေနဲ့ပဲ3တန်းနဲ့2တန်းပေါ့နော်သူကစာတင်ပါရဲ့3တန်းနဲ့2တန်းပေါ့နော်သူကဘာသာဆုံးတင်ပါရဲ့3တန်းနဲ့2တန်းမှာကျက်စာရေရောအင်္ဂလိပ်တွေရောတင်ချာတွေရောအကုန်တင်နေပေါ့နော်ဘာသာဆုံးမှာတကျူရှင်လေးဖွင့်ထားရလေအေးလိုက်တာဟာရေလေးချိုးလို့ပြီးပြီဆိုတော့င
ဝေးစားသွားတယ်လားပြီးတော့လေသူကလေ3တန်းနဲ့4တန်းကိုပေါ့နော်တခါရဲရောတင်တာမဟုတ်ဘဲနဲ့နေ့ရက်နဲ့တင်တာပါကဲအဝေးစားလဲပြီးသွားပြီဆိုတော့ထုံလိုက်ချော်တယ်ခုနဟာကိုပြန်ပြောပြမယ်နော်နေ့ရက်နဲ့ပဲပေါ့နော်တင်နေဆိုတာကဘယ်လိုမျိုးလဲဆိုတော့ဒီနေ့ grade 2တင်နေဆိုလို့ရှိရင်ကြာတာပတိတောက်ကြစနေက grade 2ပေါ့နော်တနေ့လာအင်္ဂါဗုဒ္ဓဟူးကကြတော့ grade 3အဲ့လိုတင်တာပေါ့နော်ဒီနေ့ကတော့ grade 2အချိန်ပဲဖြစ်ပါတယ်ဒီနေ့ကငါ grade 2ကိုတင်ရမှာပဲဒါလေးကကြာညနေစာဆိုတော့ကဲငါထုံးစံအတိုင်းနေမုတ်လေးလောက်ရမယ်ရေခဲမုတ်လောက်ရမယ်ငါရဲ့ចောင်းသားတွေကိုကျွေးဖို့ကျူရှင်သားတွေပေါ့နော်သူကအမြဲတမ်းပေါ့နော်ကျူရှင်သားတွေကိုသူကအမြဲတမ်းမုတ်လောက်ကျွေးလေးရှိပါတယ်တနေ့ဟိုမှာရေခဲမုတ်မဟုတ်ဘူးဆိုလို့ရှင်ခောက်ဆွဲပြုတ်မဟုတ်ရင်အဲ့လိုမျိုးဒီတိုင်းပေါ့နော်မုတ်တွေလောက်ကျွေးပါတယ်ကဲဟုတ်ပြီငါကလေးလေးအတွက်ရေခဲမုတ်လောက်ကျွေးရမယ်စတော်ဘယ်ရီလေးလောက်ကျွေးလိုက်မယ်ဒီနေ့ကစတော်ဘယ်ရီအမလေးကဲလောက်ပြီးသွားပြီဟေးလောက်ပြီးသွားပြီဆိုရေခဲတက်တာကြီးထည့်လိုက်တော့မယ်ကဲပြီးပြီဆိုတော့ငါကလေးတွေကိုစောင့်လိုက်အောင်မယ်ဒီနေရာမှာပဲစောင့်တော့မယ်ခဏနာရီခွဲလောက်ကြာတော့အခါကျမရဲ့သားရောက်ပြီကျမရဲ့သမီးတို့ရောက်ပြီသူတို့ရောက်နေကြပါပြီဟဲငါကလေးတွေလာပြီလားမသိဘူးဟုတ်တယ်ဟာအေးတားသမီးတို့ရေနေရခဏနေအောင်နော်ဆရာမတနခါတော့လင်းလာအောင်မဖြစ်လားရပါတယ်ဆရာမတားတို့စောင့်နေလိုက်ပါမယ်အေးငါလည်းတနခါလိမ့်ဖို့မေ့ဆိုတော့တနခါလေးလိမ့်အောင်ပါဟေ့ကျမတော့ဘောနော်အဝါရောက်လေးလောက်ထားလိုက်ပါမြင်လားမမြင်လားတော့မသိဘူးပေါ့နော်မျက်နှာကြည့်မှာပေါ့နော်အမကဲတနခါလေးပြီးသွားပြီဆိုတော့ငါကလေးလေးပဲရှိသွားရအောင်ကဲလာလေတားသမီးတို့ဆရာမတို့စာတင်ကြမယ်လာဟေးငါတို့နေရာငါတို့ထိုင်ကြမယ်ဟောကလေးတွေကလည်းမြင်လိုက်တာငါတော့မှစောင့်ကြအောင်သူတို့မလီပြောနေကြကဲဆရာမလာပြီနော်စာတင်မယ်ဟုတ်ကဲဆရာမကဲဆိုတော့မနေ့ကချက်ခိုင်းလိုက်ဟာရီတင်ပြီးသွားပြီလားမနေ့ကချက်ခိုင်းလိုက်တဲ့ဟာရီချက်ခဲ့ကြလားချက်ခဲ့ပါဆရာမကဲအဲ့လိုဆိုမယ်ကဲဟုတ်ပြီပြောမယ်ပေါ့နော် ELEPHANT elephant ဆိုတာကစင် LION lion ဆိုတာကချင်းသေးကဲဟုတ်ပြီဆရာမပြောခဲ့ရပြီအကုန်လုံးသားတို့မှတ်ထားကြလားမှတ်ထားပါရဲ့ဆရာမဆိုတော့နောက်သင်ခန်းစာတစ်ခုနောက်ဆုံးတော့အချိန်လေးကပြီးဆုံးသွားခဲ့ပါတယ်ဟုတ်ပြီကဲသားတို့သမီးတို့ရေဆရာမဘောတိဘဝစာကြီးလည်းဖြတ်လိုက်ပြီသားတို့သမီးတို့လည်းကူးပြီးသွားပြီဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲเนาะဆရာမရဲ့အတန်းချိန်ကတော့ဒီနေ့ကတော့ဒီလောက်ပါပဲသားတို့ရေသားတို့ဒီမှာဆရာမသားတို့အတွက်မလုပ်ထားရလို့ထင်လဲသားကတော့အေးလို့ပဲထင်တယ်မိမိကရေခဲမို့သားခောက်ဆွဲကြောကဲဟုတ်ပြီကဲဖြေမှန်ကတော့ရေခဲမို့ပဲဖြစ်ပါတယ်ပြောလိုက်တာငါရေခဲမို့စားရမယ်ဟုတ်တယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဆရာမတို့ဟိုနားမှာပေါ့နော်ခဏလောက်သွားကြပါမယ်ဟိုနားကိုပုံမှန်အတိုင်းပေါ့နော်သွားကြပါမယ်ကဲဟုတ်ပြီတာရီမီတို့လာခဲ့မယ်ဆရာမဒီမှာပေါ့နော်အကုန်လုံးထားပြီးသားကဲလာသွားမယ်ဟုတ်ကဲ့ပါဆရာမရေပြောလိုက်တာဒီနေ့ကရေခဲမုတ်တဲ့ဟဲ့ပြောလိုက်တာကဲလာကြသွားမယ်နော်ကဲလာဒီမှာထိုင်ကြဆရာမပြီးရင်ရေခဲမုတ်ယူလာခဲ့မယ်တာတို့သမီးရောဟုတ်ကဲ့ဆရာမနေအောင်တော့ဒီမှာခဏထိုင်အောင်တာတို့သမီးတို့ကလည်းဒီမှာခဏနေပါအောင်ဆိုမှပဲလိုက်လာခဲ့ကြတယ်ရပါရဲ့ဆရာမရဲ့တာတို့လိုက်ရှင်လို့ပါဟုတ်တယ်ဆရာမရဲ့အေးပါလိုက်ရှင်လဲလိုက်ခဲ့ကြ
ကဲဒီမှာရေခဲမုတ်တွေအပြည့်ပဲထည့်ထားရင်နော်ကဲလာကြဒီမှာစားမယ်ဟုတ်ကဲ့ဆရာမပြောပြရင်ကဲလာထိုင်ကြဒီလိုနဲ့ရေခဲမုတ်တွေစားပြီးတော့ပျော်ရွှင်ရွှင်ဆော့ကစားခဲ့ကြပြီးရဲ့နောက်မှာတော့ဟေးတားတို့သမီးတို့ရေနေရလဲဝင်နေပြီဆိုတော့တွားကြတော့လေတားတို့သမီးတို့ဟုတ်ကဲ့ဆရာမမနေ့ဖြန်ကြရင်တော့သမီးတို့အချိန်မဟုတ်တော့ဘူးပေါ့နော်ဆရာမဟုတ်တယ်သမီးတို့ရမနေ့ဖြန်ကြရင်3တန်းနေလေသမီးရဲ့ဆရာမနဲ့မတွေ့ရတော့ဟုတ်တယ်ဆရာမနဲ့မတွေ့ရဆရာမနဲ့ဆိုပြောစရာကောင်းတာနေကဲပါထားလိုက်ပါတော့ကဲပါနော်အဲ့ဆိုဆရာမဘိုင်ဘိုင်ပါတားတို့သမီးတို့ရေအားလုံးဘိုင်ဘိုင်နော်ဟုတ်ကဲ့ပါဆရာမကဲတယောက်ချင်းစီကိုဆရာမနှုတ်ဆက်ပေးပါမယ်ကဲဘိုင်ဘိုင်ဒီလိုမျိုးနဲ့အကုန်လုံးနှုတ်ဆက်ပြီးသွားတဲ့အချိန်မှာကဲသူတို့အကုန်လုံးလည်းသွားကြပြီဆိုတော့ငါလေးအထဲပြန်ဝင်တော့မယ်ဟူးညနေစာလေးစားအောင်ပါသူတို့နဲ့ပဲချိန်ကုန်နေလိုက်တယ်ဟူးစားလို့ကောင်းတယ်ဒီလိုနဲ့ညနေစာပြီးရဲ့နောက်မှာကဲညစာစားပြီးပြီပကံတွေလည်းဆေးပြီးသွားပြီဆိုတော့ငါလည်းစာလေးတွေကြည့်ပြီးတော့မနေ့ကဂရိတ်2အတွက်စာလေးကြည့်ပြီးတော့အိတ်တော့မယ်ကဲဒီလိုနဲ့သူစာကြည့်ရင်လည်းပဲညရလာခဲ့ရပေါ့ဟူးငါစာကြည့်ညအောင်ရောက်သွားပြီပဲညအောင်ရောက်သွားပြီဆိုတော့ငါလည်းအိတ်တော့မယ်ကဲချစ်ပရိသတ်တို့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးကြတဲ့အောင်ချစ်စီတိုင်းကိုအရင်ကျေးဇူးတင်ပါတယ်ဗီဒီယိုကအရင်ရှည်နေပြီဖြစ်တာမဟုတ်လို့12မိနစ်တောင်ကျော်နေပြီဖြစ်တာမဟုတ်လို့ဒီပေါ့နော်ဒီတိုင်းပဲထားလိုက်တာပါကဲဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်နောက်ကြလို့ရှိရင်တော့ပါဇလန်လေးတွေတင်ပေးဦးမယ်ဆိုတော့လည်းကြည့်ရကြရအောင်နောက်ကြလို့ရှိရင်တော့ချစ်စလန်လေးတစ်ပုတ်ပေါ့နော်တင်ပေးမယ်အဲ့ဒါလေးမတင်ပေးဖြစ်ဘူးဆိုတော့နော်ကဲဆိုဒီဗီဒီယိုကဒီလောက်ပါပဲဘိုင်ဘိုင်